ကျွန်တော်ဝန်ထမ်းလုပ်တာကိုမှားတယ်လို့မဆိုလိုပါဘူးเนาะဝန်ထမ်းဘဝဆိုတာကိုယ့်အတွက်လိုအပ်တဲ့လုပ်ငန်းအတွေ့အကြုံတွေအသိပညာတွေနဲ့လူမှုဆက်ဆံရေးတွေကိုအများကြီးသင်ယူလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကိုလည်းလူတိုင်းသိကြမှာပါဒါပေမဲ့တစ်ခုတော့ရှိတယ်အဲ့ဒီဝန်ထမ်းဘဝကနေကိုယ့်ဘဝကိုပြောင်းလဲပြဖို့ကြတော့ကိုယ့်ဘက်ကနေနောက်ထပ်ကြိုးစားအားထုတ်မှုတွေအများကြီးလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အမှန်တရားကဝန်ထမ်းဘဝဆိုတာကိုယ့်ဘဝကိုပြောင်းလဲပေးနိုင်တဲ့အထိမဖန်တီးနိုင်လို့ပဲသူကလစာတစ်ခုတည်ငြိမ်မှုတစ်ခုပဲပေးနိုင်တာပါဒါကိုလည်းမိတ်ဆွေတို့သဘောပေါက်ကြပါလိမ့်မယ်ဝန်ထမ်းဘဝကရတဲ့သင်ခန်းစာတွေကိုအခြေခံအုတ်မြစ်အဖြစ်သုံးပါပြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင်အိမ်မက်ကိုယ်ပိုင်စီးပွားရေးကိုယ်ပိုင်စွမ်းရည်တွေအတွက်အချိန်ပေးပြီးရင်းနှီးမြှုပ်နှံပါကျွန်တော်ကိုယ်တိုင်လည်းဝန်ထမ်းတစ်ယောက်ပါပဲဝန်ထမ်းဘဝကနေကိုယ့်ဘဝကိုပြောင်းလဲနိုင်ဖို့အတွက်နေတိုင်းရုန်းကန်ပြီးကြိုးစားနေစေလူငယ်တစ်ယောက်ပါပဲမိတ်ဆွေညီကိုတို့လည်းအားလုံးအဆင်ပြေကြပါလိမ့်မယ်